နေဝင်ရီတော်အချိန်ရွှေရောင်ဝင်းပါနီလက်ရွှေတကုံစီဒီတော်ကြီးရဲ့အရေးအောက်မှာရန်ကုန်မြို့ဟာထုံးစံအတိုင်းအေးချမ်းတာယာလိုနေပါရဲ့ကာဟွန်တန်နီလက်မေးစေးတဲ့ရဲ့အော်ဟစ်တန်နီနဲ့မြို့ပြရဲ့ rhythm ဟာပုံမှန်အတိုင်းလဲပတ်နေခဲ့တာပေါ့ဒါပေမဲ့ဒီအေးချမ်းမှုဟာနောက်ဆုံးဖြစ်သွားမယ်လို့ဘယ်သူမှမခံမှန်းခဲ့ကြဘူးရုတ်တရက်လေရုကြီးကလေးလောင်သွားတယ်ကောင်းကင်ပြပြဟာခရမ်းပုတ်ရောင်ပြောင်းသွားပြီးတင်တွေကြားတဲ့ကနေထိုးထွက်လာတဲ့အေယာမတမဏီရင်ပြန်ကြီးတွေအဲ့ဒီအေယာဝတ္ထုကြီးတွေဟာငေါ်ရုကပဦးကလေးကမဖိတ်ခေါ်ပဲရောက်လာတဲ့အာကာသပင်ပရဲ့ဧည့်သည်ဆိုးတွေပါပဲကြည်စမ်းစူးလေလာမကြီးရဲ့အလဲတက်တဲ့ကိုအစိတ်ဆွဲလိုခြေတန်းရှည်စက်ရုပ်ကြီးတွေခုံဆဲလာနေပြီသူတို့ရဲ့မျက်လုံးတွေကနေအနီရဲရဲလေစာတန်းတွေထွက်ပေါ်လာနေအဲ့ဒီလေစာတန်းတွေထိမှန်သမျှဟာတခဏအတွဲမှာပဲပြကြပျက်စီးကုန်တော့တာပဲလူတွေဟာအော်ဟစ်ရင်ကြောက်လန့်တကြားပြေးလွှားနေကြရပြီရန်ကုန်ဘူရာကြီးရဲ့တမိုင်းဝင်အစာအိုးဟာမိခိုးတွေကြားမှာပျောက်ကွယ်သွားပြီရန်ကုန်တန်လင်းတရားကြီးဟာလေကတ်ထူးစက်ကရုံလိုပဲကျိုးပြတ်သွားခဲ့ရတယ်မြို့ပြရဲ့ကုန်းဆောင်အစာအိုးတွေတစ်ခုပြီးတစ်ခုပြိုကျပျက်စီးရင်ရန်ကုန်မြို့ရဲ့ကောင်းကင်ယံဟာမိခိုးလုံးကြီးတွေနဲ့မှောင်အတိကျသွားခဲ့ပါပြီအခုတော့ရန်ကုန်မြို့ဟာလူသူကဲမဲ့တဲ့စစ်တလင်းဖြစ်ခဲ့ပြီဒါပဲနဲ့ဒါဟာအဆုံးသတ်မဟုတ်သေးဘူးလူသားမျိုးနွယ်တွေအပေါ်ဂျိုသားတွေရဲ့ကျူးကျော်မှုစစ်ပွဲဟာအခုမှအစပဲရှိပါသေးတယ်